ပြောင်းမှုကြောင့်များချိတ်ဆွဲထားသောတဲတဲတွေလူသုံးယောက်ထိုင်းနေကြတယ်သူတို့ကရင်သွေးချမ်းနဲ့ပြောင်းမှုကြောင့်ဆေးကိုပြုတ်ပြီးစီကြက်တုံထုတ်ပြီးတုတ်ထားပြီးရင်သွေးပကံကိုလက်ကကိုင်းရင်စကားဆိုးနေတယ်ကိုညုံခဏမဲ့စဉ်းစားကြည့်ဗျာမိကျုပ်ပြောတာကတာအေးကသူ့ကိုလာပြောတာတဲ့ဘာပြောတာလဲဖိုးထွေးရအဲ့ဒါကိုကျုပ်ကမေးတာကိုနင်ပြောတာနင်သိမှာပေါ့တယ်လေကျုပ်လည်းဘာမှမပြောရပါဘူးဗျာအဲ့ကောင်တွေမင်းကသိချမမေးဘူးလားဟေးချိန်ငိုးမရအောင်ကျုပ်ကိုချိန်ပြီးခေါင်းမွေးဆွဲတာသပင်မှာတော်တော်ကျွတ်သွားတယ်ဗျတာအေးကဘာပြောတာလဲမသိပါဘူးဆိုကျုပ်လည်းသိကျင်နေတာအဲ့ကောင်တွေပွေသွားတာလုံးနေပြီဗျဖိုးထွေးမှမကြင်မနှံ့စကားဆိုလာပြီးနောက်ပြောင်းမှုစေပြုတ်ကိုတစုံဝိုင်းစကားဆိုပြန်လေတယ်မင်းတယ်မဟုတ်ဘူးလှရင်ကိုလည်းပြောသွားသေးတယ်ငါလည်းမေးနေတာကိုဒီကောင်ကပါဇက်ရတာခံပြီးမဟုတ်တာတွေတော်တော်ပြောတယ်ဆိုပြီးအားကိုတော့နတ်ဆန်မှုဆွဲတာကွာနားလိုက်တာကွာအေးဖိုးထွေးမင်းကလည်းဘာပြောတာဘာမှမဟုတ်ပါဘူးဗျာကျုပ်လည်းလှရင်ကိုတိတ်ဆာပြီးတော့ကြံခင်းထဲကဘာလဲလို့ပဲပြန်ပြောတယ်ကြံခင်းထဲကဘာလဲဟာငါတော့စိတ်ဝင်စားလာကိုညုံမောင်ကလည်းဗျာအဲ့ဒါဘိုးတွေလိုကောင်တွေကျုပ်တို့ကိုကြောက်ချသွားတာကျုပ်တိတ်ချမေးပြီးကြံခင်းထဲလို့ပဲပြောတယ်တဲ့ငါလည်းမေးပြီးမိကျော်ကလည်းငါ့ကိုတင်ကကြံခင်းထဲမှာဆိုတဲ့စကားကဘာလဲတဲ့ငါဘာနဲ့တိုင်မယ်ထိပြောနေလို့မနဲ့ရှင်းရတာအဲ့ဒါကြောင့်ကျုပ်တို့ဒီနှကောင်ကိုရှားနေတာတွေ့ရင်တော့ငါစပွေမွေးကျွတ်တယ်လို့ဒီကောင်တွေပဲကြုံပြန်လုပ်ပြစ်ဘိုးတို့နဲ့တာယာကမောင်ဘိုးတွေတို့ကိုရှာရင်ဦးအောင်ရင်လူရင်းကကိုညုံမောင်ကြီးတဲအတွင်းသို့ရောက်နေကြခြင်းဖြစ်ပေတယ်မှန်တယ်စားခြင်းတွေမှာတက်သားကာလာသားဟင်းဖြစ်တော်လဲသူတို့နှစ်ယောက်လာသည်ကိုမြည်သည်နဲ့ကိုညုံမောင်ကြီးကတိုက်တက်ပခြံထားသည်တကြောင်ဥကိုဥနေသည်တို့ဖြင့်ဒါမကွယ်သေးဘူးမိကောင်ပေါက်ဆလေးပဲထိုတင်ရဲ့အနူနည်းဖြင့်ရင်းချက်ထုတ်ထားပြီးတဲတွင်အပေါ်သုံးပြတော့ပြောင်းမှုစေများကိုပြုတ်ကျွေးလေတယ်နေဘူးကိုတွင်ပြောင်းမှုပြုတ်တုံလေးနဲ့ရင်းလေးကလိုက်ဖက်နေတယ်ထို့ပြင်ကိုညုံမောင်ကြီးကဘိုးကေပဲများကိုပြုတ်ပါကြက်တုံလေးလေးဖြင့်နှမ်းကြီးတရွှဲရွှဲထဲကတုတ်ပေးပြန်လေတယ်ထို့ကြောင့်ကြက်သားမလို့တော်ခြင်းဖြင့်ဖြစ်ပေတယ်ထို့နောက်ကိုညုံမောင်ကြီးကဆက်ရစကားဆိုလာတယ်ဟာတဲကိုဘိုးရင်တော့မလာတာချပြီးကွာအဲ့ကောင်တွေကကြက်သားရင်မချက်ကျွေးဘူးဆိုတာနဲ့မလာတော့တာကြက်သားလေးချက်ကျွေးနေတော့ကလည်းမင်းကောင်နဲ့တဲကကိုမပြန်ဘူးအလုံးမရှိပြောင်းမှုကြောက်တွေကျွေးနေတော့မနေ့တားထားရတယ်ကွာဒီကောင်တွေကဘာလို့ပြောင်းမှုကြောက်တွေကျွေးနေတာလဲဗျဒီကောင်တွေကကျွေးချင်မွေးချင်အောင်နေတတ်တယ်ကွာအလုပ်ကလေးလုံးပြနေတာလေသမင်းစားချင်းနီးလာပြီဆိုငါလည်းအဲ့ကောင်တွေအလုပ်လုပ်နေတာကိုအားနာပြီးသမင်းချက်ကျွေးရတာစားသေးခဏခဏပြက်နေတာဦးအောင်စီသွားတောင်းရတာလည်းများနေပြီနောက်ဟိုကငါ့ကိုဟိုအောင်နဲ့ထိုးလို့တော့ငါနဲ့လေဗျလက်သီးနဲ့ပါကွာမင်းတို့ကဘာနဲ့များထိုးသေးခြင်းနေတာတကယ်ကောင်မင်းတို့လည်းဘိုးတင်လုံးနဲ့အတူတူပဲအခုမှဟိုကောင်တွေကိုအပြစ်တင်းမနေနဲ့မင်းတို့ကောင်တွေခကြီးထွက်သွားနေတဲ့အချိန်ငါနဲ့ဦးအောင်မြင်တရွာလုံးစိတ်တွေချမ်းသာနေတာကိုညုံမောင်ကြီးစကားကြောင့်ဖိုးထွေးနဲ့တာယာကစားလဲစားပဲစေးတုံးနဲ့ပြောင်းမှုပြုတ်လေးများကိုပါဇက်တဲ့ထက်ကနေမှလက်မပြန်ချရမလို့ဆက်စားရမလို့ဖြစ်နေကြတယ်ထိုစဉ်သူတို့ရှိတာကမဘိုးတွေတို့ရောက်လာကြပြီတို့မဲ့ကိုညုံမောင်ဖိုးထွေးနဲ့တာယာတို့ကအစားတောက်မပြတ်ပဲစကားပြောမပြတ်ဖြစ်နေကြတယ်မောင်ဘိုးတွေတို့မှတော့သူတို့ကမပြောမဆိုခြင်း၍မတိကျေးကြုံပြစ်နေသည်ထင်ကပေတူကပေါက်ကွဲလို့နေတယ်လို့မောင်ဘိုးတွေနဲ့တာရီတို့မှလည်းအတန်များပြသည်တိဖိုးတွေတို့ကအော်ခေါ်နေကြတယ်ကိုဘိုးတွေကျုပ်တို့ခေါ်တာကြားလားခင်ဗျားတို့ကိုကျုပ်တို့ကစတာပါဗျအခုတော့မခေါ်မပြောကြတဲ့အထီတော့မနေပါနဲ့ဗျာကိုကြီးညုံမောင်ကျုပ်တို့စက်သားနဲ့လည်းမချက်ခိုင်းတော့ပါဘူးဗျာကျုပ်တို့ကိုစကားပြောတတ်မှာဗျာတွေ့ရလုံးတွေ့ရလူတွေကကျုပ်တို့ကိုစကားမပြောကြဘူးဗျမောင်ဘိုးတွေတို့ကဖိုးထွေးတို့အနားတွင်ထိုင်ကစကားများတတွတ်ပြောနေချိန်ဖိုးတို့နဲ့တာယာကကိုညုံမောင်ကြီးကကိုညုံမောင်ကြီးဘိုးတို့ကောင်လည်းဒီကိုလန်ကျုပ်တို့စီလွတ်လိုက်အောင်ဗျာကျုပ်တို့ဒီကောင်တွေသွားတတ်တဲ့နေရာတွေကိုရှာလိုက်အောင်မယ်အေးပြောလိုက်မေးငါလည်းနွားတွေသွားဆွဲလိုက်အောင်မယ်ကွာမောင်ဘိုးတွေတို့ကဖိုးထွေးနဲ့ကိုညုံမောင်ပြောတော့စကားများကြောင့်သူတို့အချင်းချင်းကြည့်လိုက်ပြီးမောင်ဘိုးတွေမှာတဲပေါ်ကြီးယူနေဦးကမကြည့်လိုက်ရယူနေဦးကကံမရဖြစ်နေတော့မှသူတို့ဤမျက်ဝန်းနဲ့မျက်ရည်များရွယ်ဝဲကြလာပါလေတော့တယ်